မင်္ဂလာပါရှင် TVN Media Channel ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်တပ်လွတ်မယ်လို့ Trump ပြောပြီးတဲ့နောက်မှာចောင်းသားငယ်300ကျော်နိုင်ဂျီးရီးယားကြမ်းဖက်အဖွဲ့ကိုပြန်ပေးဆွဲတော့နိုင်ဂျီးရီးယားနိုင်ငံမှာလက်နက်ကင်ကြမ်းဖက်တွေစိုးတွက်မှုမှာခရစ်ယာန်တိုင်းဝိုင်းတွေကိုဒီကပြစ်မှတ်ထားနေမှုကိုအစိုးရကမျက်ကွယ်ပြုအကအကွယ်မပေးနိုင်တဲ့ဖြင့်မိမိစစ်တပ်ဆေလို့ရမယ်လို့မကြာသေးမီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအသိပေးပြောဆိုခဲ့ကမှဘူဆိုသွားခဲ့ပြီးအစိုးရစုပြန်ပေးဆွဲမှုဖြင့်ကက်သလစ်ခရစ်ယာန်မူလတန်းနဲ့အလဲတန်းကျောင်းတွေကကျောင်းသားကျောင်းသူပေါင်း300ကျော်ကိုနိုဝင်ဘာလ21ရက်ကပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရပါတယ်။ယခုဖြစ်စဉ်က2014ခုနှစ်ကနိုင်ဂျီးရီးယားမှာဘိုကိုဟာရန်လက်နက်ကင်ကြမ်းဖက်အဖွဲ့ကျောင်းသား286ယောက်ကိုပြန်ပေးဆွဲခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်းအစိုးရဆုံးပြန်ပေးဆွဲမှုဖြင့်ကျောင်းသားကျောင်းသူ303ယောက်နဲ့ဆရာမ12ယောက်ကိုကျောင်းတွင်အကြမ်းဖက်ဝင်ရောက်လာပြီးအနီးအနားတောတွေကိုခေါ်ဆောင်ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ပါတယ်။နိုဝင်ဘာ21-22ရက်နေ့တွေမှာတောတွေကထွက်ပြေးလွတ်မြောက်လာနိုင်တဲ့ကျောင်းသားကျောင်းသူပေါင်းအယောက်50ရှိတော့လဲကျောင်းသားကျောင်းသူ253ယောက်နဲ့ဆရာမ12ယောက်ကိုတော့ပြန်ပေးဆွဲထားသေးသဖြင့်အသက်အန္တရာယ်စိုးရိမ်နေရကဒေသခံမုတ်ဆိုးတွေနဲ့အစိုးရတပ်တွေကတော်နှင်းရှာဖွေနေတော့လည်းမတွေ့ရသေးဘူးလို့သိရပါတယ်။ယခုတိုက်ခိုက်ပြန်ပေးဆွဲခံရခြင်းကနိုင်ဂျီးရီးယားမှာတစ်ပတ်တွင်3ချိန်မြောက်ဖြစ်ပြီးခဲ့နိုဝင်ဘာ14ရက်ကကပီရှိမွတ်စလင်ကျောင်းသူမိန်းကလေး20ကျော်ကိုပြန်ပေးဆွဲထားသေးသလိုကွာရာမြို့မှာရှိတဲ့ခရစ်ယာန်ဘုရားကျောင်းတိုက်ခိုက်ခံရမှုမှာလည်း2ဦးသေဆုံးပြီး38ယောက်ပြန်ပေးဆွဲခံခဲ့ရပါတယ်။အကြမ်းဖက်ဖွဲ့တွေကမွတ်စလင်ခရစ်ယာန်မခွဲခြားဘဲအားလုံးကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ထားရမှာအမေရိကန်နိုင်ငံသားဝင်ကြီးဌာနကပုံမိုစွန့်ရည်စရာဖြစ်လာတယ်လို့ထုတ်ပြန်သွားခဲ့ပါတယ်။ရင်းကြမ်းဖက်ဖွဲ့တွေကတောပုံဓမြအသွင်းနေဆောင်ကဘာသာမြေဖန်ဆီးပြီးပြန်ပေးဆွဲကပြန်ပေးငွေတောင်းမှုတွေလှုပ်ဆောင်နေကြရာ2024ဧပြီလမှာပြန်ပေးဆွဲခံမိသားစုတွေပေးဆက်ခဲ့ရတဲ့ပြန်ပေးငွေကဒေါ်လာ2ဘီလီယံကျော်ခဲ့ပြီလို့သိရပြီးနိုင်ငံစီးပွားရေးကလည်းဆိုးရွားလင်းနေပြီပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးမှာကတော့လာရှိုမှာရင်ထရဲ53ဦးစလုံးကိုစစ်ဆေးရင်ထရဲမှုမျိုးထိုင်တနက်ပြဖောက်တဲ့ကိစ္စချိန်ချောက်ထားအတွက်အမှန်မပြောရဲကြ။ရင်ထရဲအောင်ကျော်ဝင်းနဲ့ဒုတက်ချက်အောင်ထေးကျော်တို့လည်းKTV နဲ့ဟိုင်းကန်တွေမှာပျော်ပါနေပြီးငွေတောင်းကျန်နေတယ်။လာရှိုရင်ထရဲမှုမျိုးထိုင်စေးကြောင်ပြီးတနက်ပြဖောက်မှုနဲ့စုံခုံဖွဲ့စစ်ခံရပြီးနောက်မှာလာရှိုမျိုးရှိရင်ထရဲ53ဦးဆုံးကိုစစ်ဆေးနေကြောင်းရင်ထရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သတင်းမြစ်ထံကနေသိရပါတယ်။ရင်ထရဲမျိုးထိုင်ကပြီးခဲ့တဲ့အော်တိုဘာလကွဲနေ့ကလာရှိုရှိ KTV တစ်ခုမှာကေခေါ်မှုရစေတစ်မျိုးသုံးပြီးအရက်တောက်ခါလာရှိုရဲစကန်ဝင်းထဲမှာရှိတဲ့လိုင်းကန်မှာတရားမဝင်ကင်ဆောင်တဲ့ပစ္စတိုနဲ့တနက်6ချက်ပြဖောက်ခဲ့ကြောင်းရင်းကိစ္စကြောင့်လာရှိုပြည်နယ်ရဲမှုကိုယ်တိုင်မျိုးထိုင်ကိုအချုပ်ထဲထည့်ခဲ့တော့လဲညာရစ်ချင်းအချုပ်ထဲကပြန်လွတ်လာခဲ့တဲ့ကိစ္စလက်စားမှုကိစ္စရင်းနဲ့စွန်ခုံဘွဲ့စစ်ခံရတော့လဲလက်ရှိမှာတော့လာရှိုမြို့မှာသာရှိနေစေဖြစ်ကြောင်းသတင်းမြစ်တုံးကပြောပါတယ်လာရှိုကရင်ထိန်နဲ့အားလုံးစစ်ခံရတဲ့မျိုးထိုင်က6လိုက်လောက်ထားတော့ဘသူကမှအမှန်ကိုမပြောရဲကြဘူးတနက်ပြစ်တဲ့ကိစ္စမျိုးထိုင်အချုပ်ထဲဝင်ရတဲ့ကိစ္စလက်စားတဲ့ကိစ္စတွေကရဲစကန်နဲ့နေတဲ့သူတိုင်းအနေနဲ့အများသိပါတယ်သူပြစ်တဲ့ကြည်စံကစကန်မှုအိမ်ရှိကမျက်နှာချက်ကိုမှန်ထားတဲ့အရာတော်ရှိပါတယ်လာရှိုရင်ထရဲတွေအားလုံးကိုစစ်ဆေးနေတဲ့ကိစ္စမှာမှန်ကန်ကြောင်းလာရှိုရင်ထရဲတွေမှာဒုတက်ချက်အောင်ထေးကျော်နဲ့၎င်းဆရာဖြစ်သူရဲအောင်ကျော်ဝီတို့မှဖမ်းဆီးထားတဲ့12ဘိန်းကားတွေမှာကားဘိန်းအကောင့်တွေကိုဖြုတ်ကရောင်းစားပြီးနှစုပ်တွေအစားထိုးခြင်းငွေလိုပါကတာဝန်ချိန်မဟုတ်ဘဲမြို့ပတ်လန်းကိုသွားပြီးကားသမားတွေထံကငွေညစ်တောင်းခံကြောင်းလာရှိုမြို့ကန်သတင်းမြစ်တုံးကပြောတယ်ဒုတက်ချက်အောင်ထေးကျော်နဲ့သူ့ရဲ့ဆရာဖြစ်သူရဲအောင်ကျော်ဝီတို့မှ KTV နဲ့ဟိုင်းကန်တွေမှာမူရစေဝါတွေ30ကပျော်ပါပြီးစလော့ဂိမ်းဆော့ခြင်းတွေကြောင့်ငွေလိုခြင်းဖြစ်ကြောင်းလည်းသိရတယ်လာရှိုမျိုးကစစ်ကောင်စီထိန်းချုပ်နေတော့လဲနေ့စဉ်လိုမူရမှုခိုးဆိုးလူနိုင်မှုတွေနဲ့ရာဇဝတ်မှုတွေထူပြောနေပြီးပြီးခဲ့တဲ့အောက်တိုဘာ26ရက်ညပိုင်းကပဲလူ3သေဆုံးတဲ့အထိစေးကြောင်နေသူတအုပ်ရဲ့ရှင်တိုင်းမှုဖြစ်ပွားခဲ့ပါတယ်။ရင်တိုင်းရဲမှုမျိုးထိုက်ကပြီးခဲ့အောက်တိုဘာ9ရက်နေ့ကလာရှိုရှိ KTV တစ်ခုမှာကေခေါ်မှုရစေတစ်မျိုးကိုသုံးပြီးအရက်တောက်ကလာရှိုရဲစကန်ဝင်းထဲမှာရှိတဲ့လိုင်းကန်မှာတရားဝင်ကင်ဆောင်တဲ့တနက်နဲ့တနက်6ချက်ပြဖောက်ခဲ့ပါတယ်။လိုင်းစင်မဲ့ဝတ်တောက်ကားတွေရောင်းဝယ်တဲ့ကားပွဲစားတန်းမှာလည်းလာစင်ကြီးကောက်ခံနေသူဖြစ်ပြီးထို့သောလက်ယူထားတဲ့ငွေတွေနဲ့ပြင်းဦးလွင်မျိုးအထက်ပြင်းဦးလွင်မိုးကုတ်ကားလမ်းဘေးမှာနှစ်ထပ်တိုက်လုံးဆောက်လို့ပြီးစီးခဲ့ကြောင်းနှိစက်သူတွေထံကနေလည်းသိရှိရပါတယ်။နောက်စဉ်အပင်ကြားအတွက်ထူဝင်ကျေးဇူးတင်ရှိပါရရှင်။